လားတောင်းလုံးယူမယ်လို့လေကျယ်နေတဲ့စပိန်ကုန်းသွင်းကြီးကိုလေစိတ်ပြန်ပို့ပေးလိုက်တဲ့မီလန်သားများအားလုံးပဲမင်္ဂလာပါဘောလုံးမဆရာစုဖြစ်တဲ့ဘောဆရာကြီး channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်အင်တာမီလန်နဲ့ဘာစီလိုနာဟာဒီယာဒီရဲ့အကောင်းဆုံးအပွဲအဖြစ်ကစားသွားကြတယ်လို့ပြောရင်လွန်မယ်လို့မထင်ပါဘူးတကယ်တော့ဒီယာဒီမှာမဟုတ်ပဲချန်ပီယံလိမ့်မှာပါမမေ့နိုင်စရာပွဲတစ်ပွဲပါပဲဘာကရဲ့နှစ်ဂိုးရှုံးကနေပြန်လည်ဥဆောင်ခဲ့တာနဲ့တင်ရင်ခုန်ဖို့လုံလောက်တဲ့ဒရမာဖြစ်နေပြီးသားပွဲကိုအင်တာရဲ့နောက်ဆုံးမိနစ်ခြေပဂိုးဟာဆက်ရှင်အမြင့်ဆုံးဖြစ်သွားစေခဲ့တာပါပွဲချိန်တစ်ခြားလုံးဘာကရဲ့အချိန်ချင်းထိုးပေါက်မှုတွေအင်တာရဲ့တစ်ချိန်ဆိုရင်ဆိုတော့ထိုးနှက်ချက်တွေနဲ့နှစ်တင်းလုံးဟာဘလူးပွဲတနေရာစာအတွက်သူတို့ရာထိုက်တန်ကြောင်းပြန်လည်ပြခဲ့ရင်အခွင့်အရေးတွေကိုပိုအတုံးချနိုင်ခဲ့တယ်အင်တာမီလန်ကအနိုင်ရရှိခဲ့ပါတယ်အင်တာရဲ့ဒီဘလူးပွဲခီးစဉ်အတွက်အရေးပါဆုံးကိုရွေးချယ်ရမယ်ဆိုရင်တန်ဖရီအစာဘီလော်တာရိုမာတီနက်တို့ကမိထားလို့မရတဲ့အတိုင်းအရေးပါလာတဲ့ကာကွယ်မှုတွေကိုလှုပ်သွားခဲ့တဲ့ရန်ဆွန်မာကိုဒီပွဲရဲ့တူရဲကောင်းအဖြစ်ရွေးချယ်လိုက်ချင်ပါတယ်အပြာရောင်မွေနဂါးကြီးဟာဒီယာဒီဥရောပထိပ်တန်းလေးတွေရဲ့ချန်ပီယံဦးဆောင်သူဖြစ်တဲ့ဘိုင်ယန်ဘာဂါတို့ကိုကြော်ဖြတ်ပြီးမြို့နယ်မြို့မှာအတင်းစောင့်နေပါပြီပထမပိုင်း20မိနစ်မှာတင်တံမြန်တိုက်စစ်ကတဆင့်အင်တာအတင်းကောင်းဆောင်လော်တာရိုမာတီနက်စ်ကအဖွင့်ကိုတွင်းယူခဲ့ပါတယ်ပထမပိုင်းပွဲပြီးကနေ45မိနစ်မှာပင်နယ်တီကတဆင့်ကာလန်နိုဂလူးကအင်တာအတွက်ဒုတိယကိုတွင်းယူခဲ့လို့ပထမပိုင်းမှာအင်ရှင်အင်တာမီလန်ကဘာစီလိုနာကို2ဂိုးပြတ်ဦးဆောင်နေခဲ့ပါတယ်ဒုတိယပိုင်းပြန်စားချိန်မှာစပိန်ဘလူးဘာစီလိုနာဟာဘောလုံးပိုင်ဆိုင်မှုအတာနဲ့ပွဲကိုထိန်းချုပ်ပြီးတိုက်စစ်ဆင်ခဲ့ရမှာပွဲကစားချိန်54မိနစ်မှာအဲရစ်ဂါစီယာကဘာဂါအတွက်ပထမခြေပကိုတွင်းယူပေးခဲ့ပါတယ်ခြေပကိုရလို့အားတက်သွားတဲ့ဘာစီလိုနာဟာဒရဇက်တိုက်စစ်ဆင်ခဲ့ရမှာပွဲကစားချိန်မိနစ်60မှာဒန်နီအော်လိုမိုကခေါင်းတိုက်ချက်နဲ့ဒုတိယခြေပကိုတွင်းယူခဲ့ပါတယ်ခြေပကိုတွေစက်တိုက်ပေးခဲ့ရလို့အင်တာတင်အတွက်ကစားကွက်ပြတ်နေချိန်မှာပဲပွဲကစားချိန်89မိနစ်မှာဘေတောင်မန်လူရာဖေးညာကဘာဂါအတွက်တတိယမြောက်ဂိုးတွင်းခဲ့လို့ဘာဂါတို့အန်အောပွဲရာကမ်ဘတ်နဲ့ဘလူးပွဲတက်ဖို့အခွင့်အရေးအလွန်ကောင်းနေခဲ့ပါတယ်ရှုံးနေခဲ့တဲ့အင်တာတင်နာတွေဟာပွဲပြီးကန်ဒီမှာဘာစီလိုနာကိုအပြင်းထန်တိုက်စစ်ဆင်ခဲ့ပြီးပွဲချိန်မိနစ်60ပြည့်လို့နာကျင်အချိန်ပို3မိနစ်အရောက်မှာဝိုင်းရက်ခန်းစစ်မှုကြီးအစာဘီကအင်တာအတွက်အဖိုးတန်ခြေပကိုတွင်းယူခဲ့လို့တစ်ဖက်3ဂိုးစီတည်ကြပြီးအချိန်ပိုစက္ကန့်ခဲ့ရပါတယ်အချိန်ပိုပထမပိုင်းပွဲချိန်69မိနစ်မှာဖရက်ဒက်စီကအင်တာအတွက်ဘလူးပွဲတက်စီမဲ့၄ဂိုးမြောက်အပိတ်ကိုဘာစီလိုနာနောက်တန်းတွေပိတ်ထားတဲ့ကြားကလလပပတွင်းယူပြခဲ့ပါတယ်၄ဂိုးတုံးကိုနဲ့ရှုံးနေတဲ့ဘာစီလိုနာတင်တိုက်စစ်မြင့်တင်ကစားခဲ့ပေမဲ့လမိုင်းရမဲရဲ့ဂိုးရနိုင်လောက်တဲ့ကန်ချက်တွေကိုအင်တာဂိုးသမားဆွန်မာလက်ဆန်းပြကာကွယ်ခဲ့လို့ပွဲပြီးမှာအင်တာတို့က၄ဂိုးတုံးကိုနဲ့ဘာဂါကိုဖြုတ်ချပြီးဘလူးပွဲစီတက်ရောက်သွားခဲ့ပါတယ်အီတလီသားနီးပြကြီးအင်ဇာကီဟာအင်တာမီလန်အတင်းကို3နှစ်အတွင်းချန်ပီယံလိပ်ဘလူးပွဲကို2ကြိမ်ပို့ဆောင်နိုင်ခဲ့တာဖြစ်ပြီးဘလူးပွဲမှာ PSG နဲ့စင်ပြန်ကြီးအာဆင်နယ်တို့ပွဲစဉ်ကအနိုင်ရတဲ့အတင်းနဲ့ချန်ပီယံဆုဖလားလုရမှာဖြစ်ပါတယ်ပွဲစဉ်တစ်ကြောပေါင်းဂိုးကာကွယ်မှု12ကြိမ်ပွဲစဉ်ရဲ့အကောင်းဆုံးဆုရရှိခဲ့တဲ့ဆွန်မာကိုအင်တာတို့ယူရို6တန်းနဲ့ဂျာမန်ဘလူးကြီးဘိုင်ယန်မြူနစ်စီမှဝယ်ယူခဲ့တာဖြစ်ပါတယ်အင်တာမီလန်အတင်းဟာမန်ချက်စတာယူနိုက်တက်ထံအိုနာနာကိုတန်း90နဲ့ရောင်းချခဲ့တာချီးတုပ်ကြီးကိုရောင်းပြီးစိန်ပွင့်ကြီးကိုရှာဖွေတွေ့ရှိခဲ့တယ်လို့ပြောရမှာပါဘာစီလိုနာတို့ထွက်ခွာသွားခဲ့ရတာအာရူဟိုရဲ့လူကတ်ညံ့ဖြစ်ပေါ်အမားတွေကြောင့်ဆိုတာညင်းလို့မရပါဘူး3မိနစ်လောက်လေးကိုအနိုင်ကနေအရှုံးဖြစ်အောင်လှုပ်လိုက်တာဟာအာရူဟိုရဲ့အမားကြောင့်ပါဘာစီလိုနာဂိုးသမားကလည်းအချို့အလုံးတွေကာကွယ်လို့ရမယ့်အနေအထားတွေရှိခဲ့ပါတယ်တို့ပေမဲ့ပုံမှန်လက်စွမ်းအောက်ကိုရောက်ရှိနေပါတယ်အင်တာဂိုးသမားဟာလမိုင်းရမဲရဲ့တိကျတဲ့ကံချက်တွေကိုဖမ်းပြသွားတာတကယ့်ကိုချီးကျူးစရာပါဘာစီလိုနာအနေနဲ့နောက်နှစ်ဂိုးသမားနဲ့နောက်တန်းကိုအားဖြည့်ဖို့လိုနေပါပြီဒါအပြင်လီဝမ်ဒေါ့စကီနေယာကိုအစားထိုးနိုင်ဖို့ဟာလန်လိုကိုရင်းနေကြတဲ့နံပါတ်9တိုက်စစ်မှုစစ်စစ်တယောက်ကိုခေါ်ယူမှပဲလိုချင်တဲ့စုဖလားတွေကိုရယူနိုင်မယ်လို့ထင်မိပါတယ်မန်ယူတင်ဘုတ်ဖွဲ့တွေအနေနဲ့အင်တာမီလန်တင်ဘုတ်ဖွဲ့တွေစီကနေပညာယူတင်ပါတယ်ကနဝေနီးပြကြီးဖော်ကူဆန်အနားယူပြီးနောက်ပိုင်းနီးပြအဲရစ်တဟန်တယောက်ပဲသူ့စိတ်ကြိုက်ကစားသမားတွေကိုခေါ်ယူခွင့်ရရှိခဲ့ပြီးကြံနီးပြတွေဟာသူတို့ခေါ်ချင်တဲ့ကစားသမားတွေကိုဘုတ်ဖွဲ့ထန်တင်ပြခဲ့ကြပေမဲ့ပယ်ချခံရတာကြောင့်ကဘာကျော်ကစားသမားကောင်းတွေနဲ့လွဲခဲ့ရပြီးမန်ယူတင်ဟာအောင်မြင်မှုနဲ့ဝေးကွာခဲ့ရတာဖြစ်ပါတယ်အင်တာမီလန်ဟာနောက်ပိုင်းရာသီတွေမှာကစားသမားခေါ်ယူမှုအကောင်းဆုံးအတင်းဖြစ်လာပါတယ်နာမည်မကြီးမထင်ရှားသေးတဲ့ကစားသမားတွေကိုခေါ်ယူပြီးအောင်မြင်လာတာဖြစ်ပါတယ်ဥပမာဂိုးသမားအိုရနာကိုမန်ယူအတင်းစီဈေးကြီးကြီးနဲ့ရောင်းပြီးရန်ဆွန်မာကိုယူရို6တန်းနဲ့ဘိုင်ယန်မြူနစ်စီကခေါ်ယူခဲ့တာအခုဆိုရင်ရန်ဆွန်မာရဲ့လက်စွမ်းပြမှုကြောင့်ဘာစီလိုနာအတင်းကိုကျော်ဖြတ်နိုင်ပြီးဥရောပချန်ပီယံလိပ်ဖိုင်နယ်ကိုရောက်ရှိသွားခဲ့ပြီဖြစ်ပါတယ်အဆိုပါပွဲစဉ်ပြီးတွင်ဘာစီလိုနာနီးပြဟန်စီဖလစ်ကစိတ်ပြက်ရပါတယ်ဒါပေမဲ့ကစားသမားတွေနဲ့အတင်းရဲ့ဆွမ်းဆောင်မှုကတော့မဟုတ်ပါဘူးကစားသမားတွေကဘလူးပွဲတက်ရောက်ဖို့အစွမ်းကုန်ကြိုးစားခဲ့ကြတာပါဒါပေမဲ့နောက်ဆုံးမှကျွန်တော်တို့ပြိုင်ပွဲကထွက်ခွာခဲ့ရပါတယ်နောက်ရာဒီမှာပရိသတ်တွေပျော်ရွှင်ခွင့်ရအောင်ကျွန်တော်တို့အစွမ်းကုန်ကြိုးစားသွားမှာပါလို့ပွဲပြီးအင်တာဗျူးမှာဖြေသွားခဲ့ပါတယ်ထို့ပြင်ဟန်စီဖလစ်ကအင်တာမီလန်ကိုရှုံးနေတဲ့ပွဲမှာဒိုင်လူကြီးရဲ့ဆုံးဖြတ်ချက်အချို့ကအင်ရှင်ပလိုက်မှုရှိကြောင်းလည်းဆိုခဲ့ပါတယ်ဘာစီလိုနာတင်ဟာယာဒီကုံဖလားတုံးလုံးမျောလင့်နိုင်သည့်အနေအထားကိုလွတ်လွတ်ဆုံးရှုံးခဲ့ရပြီပဲဖြစ်ပါတယ်ဒီပွဲရဲ့အံ့အားတင်ပွဲကစားသမားတဦးဖြစ်တဲ့အင်တာမီလန်ခန်းစစ်မှုအစာဘီဟာအသက်23နှစ်အရွယ်မှာမှပထမတန်းပြိုင်ပွဲတွေမှာစတင်ပါဝင်ကစားခဲ့သူပါဖခင်ဖြစ်သူကွယ်လွန်ပြီးနောက်ပိုင်းဘလွန်မောင်မိုက်တဲ့လမ်းကြောင်းပေါ်ရောက်ခဲ့ပြီးဘောလုံးကစားတာကိုရက်တန့်လူနီးပါးဖြစ်ခဲ့ကအရက်တေစာတောက်စားမှုပြဿနာတွေနဲ့ရင်ဆိုင်ခဲ့ရပါတယ်ရှေ့ဆက်ဖို့အတွက်စိတ်ဓာတ်ခွန်အားတွေလည်းမရှိတော့ပါဘူးရုတ်တရက်တူမှာဝေးစိတ်ကင်ဆာယောဂါလို့စစ်ဆေးတွေ့ရှိခဲ့ရပါတယ်အဲ့ဒီအချိန်မှာအရာအလုံးပြောင်းလဲသွားခဲ့ပါတယ်ကျွန်တော်ကိုယ်တိုင်ကိုလည်းမလီးစားတော့ပါဘူး
အလုပ်ကိုလည်းမလေးစားတော့ပါဘူးဒါပေမဲ့ကင်ဆာကကျွန်တော်ကိုခေတင်ခဲ့တယ်ပြန်လည်တိုက်ပွဲဝင်ဖို့အတွက်အရာတစ်ခုကြော်လွှားရမယ့်နမိတ်တစ်ခုထည့်ရလာခဲ့တယ်လို့သူကပြောခဲ့ပါတယ်ကင်ဆာကိုတစ်ချိန်တည်းမဟုတ်ဘဲနှစ်ချိန်တိုင်အနိုင်ယူခဲ့ပါတယ်အဲ့ဒီအချိန်ကစပြီးသူ့နိုင်ငံရဲ့ဘောလုံးသမားလောကမှာအောင်မြင်တဲ့ကစားသမားဘဝကိုတည်ဆောက်ခဲ့ပါတယ်လာဇီယိုအတင်းနဲ့အတူဖလားရရှိခဲ့ပြီးအင်တာမီလန်အတင်းနဲ့ပြည်တွင်းဖလားတွေအားလုံးရရှိကာအီတလီအတင်းနဲ့အတူဥရောပဖလားကိုဆွတ်ခူးပြီးနောက်အသက်38နှစ်အရွယ်မှာအံပွဲညနေခင်းထပ်မံမြင်တွေ့ရတော့မှာမဟုတ်ဘူးလို့တွေးထင်စရာဖြစ်ခဲ့ပါတယ်ဒါပေမဲ့ကန်ဂျမာကတော့အခြားအစီအစဉ်တွေရှိခဲ့ပါတယ်ဒီယာဒီမှာတကုံးမှတွင်းယူနိုင်ခြင်းမရှိခဲ့သလိုဥရောပပြိုင်ပွဲတွေမှာလည်းဂိုးတွင်းယူခဲ့တာမရှိခဲ့ပါဘူးအင်တာမီလန်အတင်းချန်ပီယံလိပြိုင်ပွဲကနေထွက်ခွာရတော့မဲ့အခြေအနေရောက်ချိန်မှာ63မိနစ်မှာအနိုင်ကိုတွင်းယူပြီးကယ်တင်နိုင်ခဲ့ပါတယ်အစာပီကပွဲကိုတည်ရကြအောင်ဆွဲဆန့်ပေးခဲ့ပြီးအချိန်ပေါ်မှာအတင်းကတူအလုပ်တူဆက်လုပ်ခဲ့ပါတယ်အဲ့ဒါနဲ့ပဲအင်တာမီလန်တို့ဟာမြူနစ်ဖိုင်နယ်ကြီးစီတက်ရောက်ခွင့်ရရှိခဲ့ပါတယ်ဘလုံးချစ်ဘောဆရာကြီးတို့အနေနဲ့ရောအင်တာမီလန်တို့ဝေးကွာနေတဲ့ချန်ပီယံလိဖလားကြီးကိုရရှိသွားနိုင်မလား PSG နဲ့ဂန်နာအာဆင်နယ်တို့တည်င်းကပဲအီတလီသားတွေကိုဖိုင်နယ်မှာပညာပေးပြီးချန်ပီယံလိဖလားကြီးကိုတင်ယူသွားမလားဆိုတာဝေဖန်တုံးတက်ပြီးတော့ကြပါအောင်ကျွန်တော်တို့ဘောဆရာကြီး channel လေးကဘောလုံးလောကရဲ့တူတရတတည်င်းအကြောင်းအရာများစွာကိုအမြဲတင်ဆက်ပေးနေတာမို့လို့ကြိုက်နေတဲ့အ like and subscribe လေးလုပ်ပြီးအားပေးတော့ကြပါအောင်ခင်ဗျာအဆုံးထိကြည့်ပေးတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုအများကြီးကျေးဇူးတင်ပါတယ်ဗျ